အခုနောက်ဆုံးရရှိထားတဲ့သတင်းတွေအရ ARA Women FC အသင်းကအမေရိကန်တောင်ပိုင်းကစားသမားမက်ကန်နာဒေးဗစ်ဆင်ကိုခေါ်လိုက်ပါတယ်သူမဟာ GFA ချန်ပီယံလိအတွေ့အကြုံပြင်အာရှအတွေ့အကြုံမှာရှိတဲ့တောင်ပိုင်းတိုက်စစ်ကစားသမားတစ်ဦးဖြစ်ပါတယ်ရှယ်ပလန်နဲ့ကျန်းနေတဲ့ ARA မျိုးသမီးအသင်း ARA မျိုးသမီးအသင်းကတော့ရှယ်ကျန်းနေပါပြီမြန်မာဝူလမ်းမှာလည်းနိုင်ငံခြားပလေယာတွေခေါ်ထားသလိုလာမယ့်18ရက်နေ့မှာစတင်ကစားမယ့်အာရှချန်ပီယံလိမှာကစားဖို့ဂျပန်ကစားသမားတွေထပ်မံခေါ်ယူအားပေးထားပါတယ်ပထမခေါ်ယူထားတဲ့ကစားသမားတွေဟာလည်းရွေးသွေးရှိကစားသမားတွေဖြစ်ပြီးဗီတူပေါ်နာဆိုရင်တောင်အာရှရဲ့အကောင်းဆုံးဆုရကစားသမားဖြစ်ပါတယ်။ဦးဘေးကတော့ဖိလစ်ပိုင်ပလေယာဖြစ်ပြီးအရင်ရာသီတည်းကကစားခဲ့တာပါ။မြန်မာဝူမန်လိမှာ ARA အသင်းကပြင်ဆင်မှုအကောင်းဆုံးအသင်းဖြစ်ရပ်တည်နေပါတယ်။လက်ရှိချန်ပီယံလိဖြစ်တယ်လို့ကစားသမားကောင်းတွေပိုင်ဆိုင်ထားတဲ့ ARA အသင်းဟာနော်ထထဝေမိထက်လူစန်းတော်တော်ဖြူဖြူဝင်းတို့လိုပလေယာတွေရှိနေပြီးဗီတူပေါ်နာဦးဘေးအပြင်ဂျပန်ကစားသမားတွေကိုပါထပ်မံခေါ်ယူအားပေးထားတာကြောင့်အာရှချန်ပီယံလိအတွက်သိချာပြင်ဆင်နေတာကိုမြင်နိုင်ပါတယ်။ဒီခေါ်ယူထားတဲ့ player တွေထဲကတချို့ဟာမြန်မာဝူမန်လိမှာဝင်ရောက်ကစားမယ်ဆိုရင်ပြိုင်ဘက်တွေအတွက်ခက်ခဲဆုံးအသင်းဖြစ်လာနိုင်ပြီးပရိသတ်အင်အားတောင့်တင်းတဲ့ ARA အသင်းဟာလက်ဆက်ချန်ပီယံဖြစ်လာနိုင်ပါတယ်။နောက်သတင်းတစ်ခုကတော့နီးပြအသစ်ခန့်အပ်လိုက်တဲ့မြန်မာအမျိုးသမီးအသင်းရဲ့အခြေအနေပါ။ဂျပန်ရက်ကွက်ထဲကနီးပြတွေအဆင့်လောက်နဲ့မြန်မာဘောလုံးအဖွဲ့ချုပ်ကဂျင်းထက်မခံတော့ပါဘူး။မြန်မာလက်ရည်စင်အသင်းကိုဂျပန်နေပြတွေကင်တွယ်ခဲ့ပေမဲ့ထူးခြားခြားပြောင်းလဲမှုမရှိသလိုအောင်မြင်မှုလည်းမရှိပါဘူးတိုးတက်လာမှုကိုလည်းမြင်တွေ့ရတာမျိုးမရှိပါဘူးမြန်မာဘောလုံးအဖွဲ့ချုပ်ရာထူးနေရတဲ့အတွက်ဝေဖန်မှုတွေထွက်ပေါ်လာပြီးနောက်အပြောင်းလဲတွေပြုလုပ်လိုက်ပါတယ်ဒီလိုအပြောင်းလဲတွေပြုလုပ်ပြီးနောက်မြန်မာဘောလုံးလောကလောက်ခတ်လာပါတယ်ငွေကြေးသုံးစွဲမှုပွင့်လင်းလာသလိုစီမံခန့်ခွဲမှုအပိုင်းစနစ်ကျလာလို့မြင်ရပါတယ်တိတ်တော်လည်းမချီကျွေးရသေးပါဘူးပထမဆုံးမြင်တွေ့ရခဲ့ရတာကမြန်မာမျိုးသားအသင်းရဲ့နီးပြပါဂျိုဟန်နာဆန်ရောက်လာပြီးနောက်ခဏအတွင်းမှာမြန်မာအသင်းရဲ့ကစားပုံကချက်ချင်းပြောင်းလဲသွားပါတယ်ကစားပုံကစားဟန်တွေကွဲပြားသွားတာပါဒါကတင့်တော်ရဲ့စီမံခန့်ခွဲမှုမှန်ကန်တဲ့ရွေးချယ်မှုဆိုတာပြသနေပါတယ်အခုလည်းမြန်မာအမျိုးသမီးအသင်းအတွက်နီးပြအသစ်အဖြစ်ကောလင်းဘဲကိုခေါ်ယူလိုက်ပါတယ်ကောလင်းဘဲဟာရေသွေးရှိနီးပြတအုပ်ဖြစ်ပြီးထိုက်တဲ့အောင်မြင်မှုတွေရယူထားသူပါဥရောပအမျိုးသမီးချန်ပီယံလိကိုရယူထားသူပါအာရှမှာလည်းအတွေ့အကြုံရှိပြီးအတွေ့အကြုံကောင်းတဲ့နီးပြပါမြန်မာအမျိုးသမီးအသင်းဟာအာရှအဆင့်မှာအဆင့်7ဖြစ်ပြီးရှစ်သင်းဝင်ရမယ်2031ကမ္ဘာဖလားအတွက်ရအောင်ယူမယ်လို့ဆိုရတယ်ဒီလို quality မြင့်နီးပြတွေရောက်ရှိလာတာကြောင့်မြန်မာဘောလုံးလောကတော်တော်မျှော်လင့်ချက်မြင့်လာပါတယ်နောက်ထပ်သတင်းတစ်ခုကတော့ရေနာပုံအသင်းခေါ်ယူထားတဲ့ပြပ player တွေဟာနောက်ရာသီအတွက်အနာဂတ်မသိကြဘူးလို့သတင်းထွက်နေပါတယ်ရေနာပုံအသင်းဟာပြပကစားသမားတွေအဖြစ်ဖိလစ်ပိုင်နိုင်ငံသူတွေဖြစ်တဲ့ပေါ်လင်မာရီယာဘီယန်ကာတို့ကိုခေါ်ယူထားတာပါမာရီယာဟာတက်စီမှုဖြစ်ပြီးပေါ်လင်ကတော့ကွင်းလယ်ကစားသမားပါဘီယန်ကာကတော့ပင်နောက်ခံလို့ဖြစ်ပါတယ်ဒီကစားသမားတွေထဲမှာမာရီယာနဲ့ဘီယန်ကာသာပို့ထွက်ခွင့်ရပြီးပေါ်လင်ကတော့ပို့ထွက်ခွင့်မရတယ်လို့ပို့ထွက်ခွင့်ရတယ်ရှေ့ဆုံးပြနိုင်ပါဘူးမာရီယာကတော့ပိုးသွင်းရှေ့ရှိသလိုကစားအားရမချမဲ့တိုးတဲ့ဆော့သူပါဘီယန်ကာကတော့ပို့ထွက်ခွင့်ရတဲ့အာရှမန်ရှန်ပဲကစားတတ်ပါတယ်ရေနာပုံအသင်းဟာအသင်းသစ်ဖြစ်နေရတဲ့အတွေ့အကြုံရှိကစားသမားနည်းနေတာကြောင့်မြန်မာဝူမန်လိမှာရောင်းကန်နေရပါတယ်ဝန်တင်ကီထွန်ပင်မြင့်ရလို့ကစားသမားတွေရှိနေရင်လည်းတွဲကစားနိုင်တဲ့ကစားသမားရှားနေပြီးဝန်တင်ကီထွန်ပင်မြင့်ရမာရီယာလိုအလောက်ကတိုးတဲ့ဆော့ကြတာပါဒီလိုအသင်းသစ်မှာနီးပြတဲ့ဥပဘောရဲ့ကစားဟန်ကလည်းပြောစရာရှိနေပါတယ်ဒီလိုကစားသမားအရှုံးနဲ့လမ်းခွဲသည့်တိုင်အောင်ဘယ်လိုရည်သွေးမြင့်ကစားသမားတွေထပ်မံခေါ်ယူသွားမလဲနီးပြချုပ်ဥပဘောအောင်ကဘယ်လောက်ထိစွမ်းဆောင်ပြတ်နိုင်လဲဆိုတာစိတ်ဝင်စားစရာဆက်လက်စောင့်ကြည့်ရမှာပါ